မင်္ဂလာပါခင်ဗျာတော်တို့တဝက်ပြည်သူတပ်ဖွဲ့ရေးတပ်ဖွဲ့တဝက်တစ်ဖက်တီဒီကိုလာစင်လာတိုင်းကုညီတပ်ဖွဲ့ပင်နေတော့ကာလဒါနပါရမီဒီထောက်ပို့တပ်ဖွဲ့မှာ2025ခုနှစ်ဆလာပိုင်းနဲ့စတလာပိုင်းလာစားပေါင်း၍ပိတ်ပို့လာသည့်ခိုင်ပန်းငွေ9000ဘတ်ကို2025ခုနှစ်စတလာပိုင်း19ရက်နေ့တွင်တော်တို့ဒီတပ်ဖွဲ့မှာလက်ခံရရှိပါကြောင်းပြီးပေးအပ်ပါသည်ခုလိုမျိုးလာစဉ်လာတိုင်းကုညီထောက်ပံ့ပေးနေတော့ကာလဒါနပါရမီဒီတပ်ဖွဲ့တပ်ဖွဲ့အောင်သူ့ရဲ့ကျေးဇူးတင်ရှိပါကြောင်းအမှန်ပြောကြားလိုပါတယ်ခင်ဗျာတော်တို့ဒီတပ်ဖွဲ့ဒီလားသူအပွင့်ထောက်ပံ့မှုရဲ့ရည်တည်နေတော့ဝစီတစ်ခုကျေး၍စအာနာရှင်နဲ့ဒီတိုင်းကြောက်ချုံသည်ဖရစမရရှိသည့်အထိဆုံးထိလက်နက်ကင်တက်ပွဲဝင်သွားပြီဖြစ်၍ဒီတွင်ပြပမှာထောက်ပို့တာသားများနှင့်အလူရှင်များနေနဲ့လဲဆက်လက်ဝန်ရံကုညီထောက်ပံ့ပေးကြပါလို့ဆလောင်းတောင်းဆိုအပ်ပါသည်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာရဲလို့အောင်ရပြီအောင်ရပြီ